မင်္ဂလာပါခင်ဗျဒီနေ့ Hitachi one tan workshop set inverter type ပေါ့နော်သူက heater တွေပါတယ်ဗျရောက်လာတာက error က CF error ဆိုပြီးတော့ရောက်လာတာပါခင်ဗျ customer အမကတော့ကျွန်တော်ကိုပြောတယ်သူ့အိမ်မှာ aircon လာလုပ်တဲ့ service ဒီမှာကိုသူပြကြည့်ရပေါ့နော် aircon ဆရာကသူလည်းမကင်ဘူးပေါ့နော်ဒါတွေသူမကင်ဘူးတဲ့ကျွန်တော်စီသွားလိုက်ပါဆိုပြီးတော့လမ်းညွန်လိုက်လို့လာပို့ပေးတာပါတဲ့အင်းစိန်ရပါနော်ဒီညမှာပြောချင်တာကကျွန်တော်စီကိုလမ်းညွန်ပေးလိုက်တဲ့ aircon ဆရာကိုလည်းအရန်ပဲကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဘယ်သူမှတော့မသိပါဘူးဗျတစ်ဆက်သေးပေါ့ကျွန်တော်တို့ error လဲရှင်းရင်းနဲ့အမcustomer အမကပြောသွားတယ်ပေါ့တစ်လုံးလုံးကိုလည်း servicing လုပ်ချင်တယ်ဘိုးတွေမပြောင်းဘူးပေါ့နော်အနံ့သက်တွေမပြောင်းဘူးမှုံမွားတွေဝက်မှာကတ်တယ်ပေါ့အဲ့ဒါလေးပါကျွန်တော်ပြီးရင်လုပ်ပေးပါဆိုလို့ဒါကျွန်တော်ဆက်ကိုတစ်လုံးလုံးအစအဆုံးဖြုတ်ပြီးတော့စီကြောပေးရပါတယ်တကယ်တော့တစ်ခါလေကြရင်ဒီဆက်တွေကဖြုတ်ရတက်ရတာအတော့ခက်တယ်ဗျဖြုတ်ရတာတော့တက်ကြတာတော့အဲ့လောက်မခက်ဘူးဖြုတ်ရတာနည်းနည်းခက်တယ်အဲ့ဒါလေးကကျွန်တော်အကုန်လုံးတန်ရှင်းအကုန်လုပ်လိုက်တယ်ပေါ့ဗျာအဲ့လိုလုပ်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့အကုန်ပြန်တက်ရတာပေါ့နောက်ပိုင်းနေမှာကျွန်တော်အချိန်ရတဲ့အချိန်လေးမှာကျွန်တော်ဒီဂျပန်one tan workshop set တွေပြုပြင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းပညာလေးတွေမျှဝေဖို့ရှိပါတယ်ခင်ဗျဒါလေးတွေကိုကျွန်တော်တွေ့ကြုံလေးတွေလည်းကျွန်တော်မျှဝေပေးသွားအောင်မယ်ဗျအခုတော့ဒါကျွန်တော်ဆက်ကိုပြန်ပြီးတော့လုံးပြီးတော့အကုန်လုံးပြီးတော့ကျွန်တော်တို့ပြန်ဆန်းတယ်အဲ့ဒါတွေပါတွေကြံအောင်မလားပေါ့ဒါကျွန်တော်စာဆုံးဆန်းပြီးတော့မှတော့ဝါကြိုးတွေတစ်ခါပြန်စစ်ရတယ်စစ်ပြီးတော့အကုန်လုံးကောင်းပြီဆိုမှဒါကျွန်တော်တို့စာဆုံးပြန်ဆန်းပြီးပြန်ပြီးတော့သူ့အတိုင်းသူကျွန်တော်တို့ပြန်ပြီးတော့တက်ဆင်ရတာပေါ့ဗျာခုဆိုရင်ကျွန်တော်တို့ဒါ error လဲရှင်းပြီးပါပြီကျွန်တော်တို့ error မရှိတော့ဘူးเนาะဆက်ကိုလည်းကျွန်တော်တို့အစားဆုံးဆမ်းမောင်းပြီးယုံကြည်စိတ်ချစွာနဲ့လာရောက်အနှံပေးတဲ့အင်းစိန်ကားမောက်လည်းကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ